Hello အားလုံးပဲမင်္ဂလာပါနွားတို့နဲ့ချမောင်ရဲနဲ့ချက်စားဖို့ပဲလို့ရှိကြလားမသိဘူးရှင်ကျမကတော့ခဏချက်စားဖို့ပါတယ်ချက်ကြီးလေးကိုလည်းပြန်လဲမျှဝေပေးမယ်နော်ပထမဦးဆုံးဒဲဦးရဲကိုစီရင်နှင်းငယ်ထည့်ပါမယ်စီကတော့ကိုချက်နေကြတဲ့အနေငယ်လျှော့ပြီးထည့်ထားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နွားတို့ကြော်တဲ့အခါလဲစီပြန်ထွက်တတ်လို့ပါစီပြန်လာကြိုက်တဲ့လူကတော့စီကိုနောက်မှပြန်ပြီး adjust လုပ်လို့ရပါတယ်ရှင်ပြီးရင်တော့စနွန်းနဲ့ကြွန်းလေးထည့်ပြီးတော့ကြွန်းနေအောင်ကြော်ပါမယ်ကြွန်းဒီလေးတွေဒီလိုညီရဲပြီးကြွလာပြီးဆိုလို့ရှိရင်တော့ရေဖြော်ထားတဲ့ငပိစိမ့်စားထည့်မယ်ပြီးရင်တော့တခါတည်းနွားနို့ထည့်ပါမယ်နွားနို့က1လီတာသုံးထားပါတယ်ရှင်1လီတာကိုအနည်းငယ်ခြံထားပါတယ်1လီတာလုံးထည့်လိုက်ရပါတယ်ရှင်မီးအေးနဲ့တဖြည်းဖြည်းပွက်လာတဲ့အထိဂျိုးရမယ်အဲ့လိုပွက်လာရင်ကနေပြီးတော့နိုင်ဝက်လောက်နေတဲ့အချိန်ကြလို့ရှိရင်နွားနို့လေးတွေစပြီးခဲလာရပါတော့အခဲလေးတွေဖြစ်လာပါတယ်ဒီလိုမျိုးအခဲလေးတွေဖြစ်လာပြီးဆိုလို့ရှိရင်တော့ညုတ်သီးထည့်ပြီးတော့ချက်ပါမယ်ညုတ်သီးထည့်ပြီးသွားလို့ရှိရင်ရေစစ်ထားတဲ့ချမောင်ရွက်ထည့်ပြီးတော့ကြော်ပါမယ်ရှင်တကယ်တော့ဒီနွားနို့နဲ့ချမောင်ရွက်နဲ့ချက်တာလေကျမကြောက်တတ်တုန်းကတငယ်ချင်းတယောက်အိမ်ကဟင်းနေပို့တော့လေသူတို့အများတန်းဒီနွားနို့နဲ့ချမောင်ရွက်ချက်ပါတယ်ရှင်အချိန်တုန်းကတော့မြင်ပြီးတော့မစားဘူးတော့တောင်းစားကြည့်ကြတာပေါ့နော်ပြီးတော့ကြိုက်သွားတာနဲ့သူ့အိမ်ကိုချက်နေမေးပြီးတော့အိမ်မို့လည်းချက်ကျွေးပြတယ်ပြီးရင်အပြင်ရောက်နေတဲ့အခါလဲကိုပါကိုလည်းခဏချက်စားပြတယ်ပေါ့နော်စားကတော့လိုတလောက်ထည့်ပါမယ်ရှင်နွားလုံးနဲ့ချမောင်ရွက်နဲ့ဒီလိုချမောင်ရွက်ထည့်လိုက်တဲ့အချိန်ကြလို့ရှင်ရေအနှဲငယ်ပြန်ထွက်လာတတ်တယ်ပေါ့နော်အဲ့ဒါလေးကိုစီပြန်လာအောင်ထိချက်ပါမယ်ဒီလိုလေးစီပြန်လာပြီဆိုလို့ရှင်တော့ကြက်သွန်ပြူလေးအပေါ်ကနေပြီးတော့အုပ်လိုက်ပါမယ်ဒါလေးကိုရေခြောက်သွားတဲ့အထိချက်မယ်ဆိုလို့ရှင်တော့နွားလုံးနဲ့ချမောင်ရွက်ချက်လေးရပါပြီရှင်ချင်းစိမ့်နဲ့ဆက်လေးပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်